Okay အဲ့တော့ဒီနေ့ကရေမွေးနဲ့ပတ်သက်တဲ့အင်္ဂလိပ်စကားလုံး၅ခုကိုပြောပြမယ်။ Number 1 longevity ဆိုတော့ရေမွေးဆွတ်လိုက်လို့အဲ့ဒီရေမွေးကဘယ်လောက်ထိခံလဲပေါ့နော်သူ့ရဲ့ကြာချိန်ကို longevity လို့ခေါ်တယ်ပေါ့နော်ဆိုတော့အနက်ကြာခံတယ်ဆိုရင်longevity ကောင်းတယ်လို့ခေါ်တယ်။ Number 2 projection ဆိုတာအနက်ပြန့်လွင့်နိုင်စွမ်းကိုပြောတာ။ဥပမာကိုယ့်စီကရေမွေးနဲ့ဘေးလူစီကိုဘယ်လောက်အကွာဝေးထိပြန့်သွားလဲပေါ့နော်။တပေကွာဝေးထိပြန့်သွားလား2ပေလား3ပေလားဆိုတော့အဲ့ဒီဟာကို projection လို့ခေါ်တယ်။အနက်ပြန့်လွင့်နိုင်စွမ်းပေါ့နော်။ Okay အဲ့တော့ number 3 beast mode ဆိုတော့ beast mode ဆိုတာ longevity လည်းကောင်းတယ် projection လည်းကောင်းတယ်ပေါ့ဆိုတော့အဲ့နှစ်ခုလုံးကျန်းနေတဲ့ကောင်းလေးကို beast mode လို့ခေါ်တယ်။တနည်းအားဖြင့် performance ကျန်းတဲ့ကောင်းလေးကို beast mode လို့ခေါ်တယ်ပေါ့နော်။ဆိုလိုချင်တာကနည်းနည်းလေးဆွတ်လိုက်တာနဲ့တနေ့ကုန်လုံးအနံ့ဆွဲတယ်။အဝေးကြီးလည်းအနံ့ရတယ်ဆိုရင်အဲ့ဒီရေမွေးမျိုးကို beast mode လို့ခေါ်တယ်ပေါ့နော်။ Okay number 4 CH ကအင်္ဂလိပ်စကားလုံးတော့မဟုတ်ဘူးပြင်သစ်စကားလုံးပေါ့နော်ဆိုတော့ CH လို့ထွက်တယ်ဆိုတော့ကိုကလမ်းလျှောက်ပြီးတော့ကြော်သွားပြီမဲ့လေကိုနောက်မှာရေမွေးနဲ့တင်းတင်းလေးကြံခဲ့တာမျိုးကြုံမှုကြရမလားဆိုတော့အဲ့ဒီလိုလေထဲမှာကြံခဲ့တဲ့အနက်လမ်းကြောင်းကို CH လို့ခေါ်တယ် projection နဲ့မတူတဲ့အချက်ကကြတော့ projection ကကြတော့ကွာရက်နေတဲ့အချိန်မှာပြန့်တာဖြစ်ပြီးတော့ CH ကကြတော့ကိုလမ်းလျှောက်သွားတဲ့အချိန်ကြံခဲ့တဲ့အနက်လေးကို CH လို့ခေါ်တာပါနော် Number 5 note ဆိုတာအနက်အဆင့်ဆင့်ကိုပြောတာအဲ့ရေမွေးတစ်ခုမှာအနက်အလွှာ3ဆင့်ပါဝင်တယ်ပေါ့နော်အဲ့တော့ဆွတ်လိုက်တာနဲ့ချက်ချင်းရတဲ့အနက်ကိုကြတော့ top note လို့ခေါ်တယ်ဆိုတော့နိုင်ဝက်လောက်နေထွက်လာတဲ့အနက်ကိုကြတော့ middle note လို့ခေါ်တယ်တနည်းအားဖြင့် hard note လို့လည်းပဲခေါ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးကျန်ခဲ့တဲ့အနက်ကိုကြတော့ base note လို့ခေါ်တယ် okay အဲ့တော့ဒီဟာတွေကဒီရေမွေးဝါသနာရှင်တွေတော်တော်များများသုံးကြတဲ့စကားလုံးတွေပေါ့နော် okay ဒါပါပဲ thank you ပါ